CapCut နဲ့ဘယ်လိုကြဗီဒီယို editing လုပ်တတ်ချင်တယ်ဆိုရင်တော့ခုကျွန်တော်ပြောပြပေးမယ်ဗီဒီယိုက brother တို့တက်လုံကိုအထောက်အကူပြုပါလိမ့်မယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာဘယ်လိုကြဗီဒီယို edit ဘယ်လိုလုပ်ရလဲဆိုတော့ကိုပြောပြပေးသွားမှာမဟုတ်ပဲဗီဒီယို edit ရမှာအသုံးများပြီးရေးပါတဲ့ trick နှစ်ခုဖြစ်တဲ့ keyframe နဲ့ masking ကိုအပိုင်းနှစ်ပိုင်းခွဲပြီးတော့ဒီဗီဒီယိုမှာပြောပြပေးသွားမယ်ဆိုတော့ keyframe ကို pass 1အနေနဲ့ပြောပြပေးသွားမယ် masking ကိုတော့ pass 2အနေနဲ့နောက်ထပ်ဗီဒီယိုထပ်ပြီးတော့လုပ်ပြီးတော့တင်ပေးပါမယ်ဆိုတော့ညီမတို့ကျွန်တော်တို့တွေ CapCut ထဲကိုဝင်လိုက်မယ်โอเคပြီးသွားရင်တော့ new project ကိုနှိပ်မယ်ပြီးရင် object ထည့်မယ်โอเคပြီးရင်တော့ s ကိုနှိပ်လိုက်မယ်โอเคကျွန်တော်အခုပြောပြပေးသွားမှာတော့ဒီ keyframe ပေါ့နော် keyframe ဆိုတော့ keyframe အကြောင်းကိုမပြောခင် keyframe ဆိုတာဘာလဲဆိုတော့နည်းနည်းပြောပြပေးမယ် keyframe ဆိုတာကတော့ကျွန်တော်တို့တွေတိုင်းမှာရှိတဲ့ object ကိုထောက်လိုက်ပြီးရင်ဒီမှာဘောင်းပုံစံလေးပေါ်နေတယ်အဲ့ဒါလေးကို object ရဲ့ bit တစ်ဖက်တစ်ချက်စီမှာမှတ်ချလိုက်ခြင်းကို keyframe ချတယ်လို့ခေါ်တယ်အဲ့လိုချလိုက်တဲ့ keyframe နှစ်ခုကြားက object ကိုကျွန်တော်တို့လိုသလိုဆွဲချဲလို့ရတယ်ကျဲလို့ရတယ်ကျင်းလို့ရတယ်အကုန်လုံးဆွဲချဲလို့ရတယ်โอเคဒီမှာလုပ်ပြမယ်โอเคဒီမှာโอเคဒီလိုမျိုးလုပ်တာကိုကျွန်တော်တို့ keyframe လို့ခေါ်ပါတော့အဲ့တော့ keyframe အကြောင်းရှင်းပြပြီးဆိုတော့နောက်ထပ်ကျွန်တော်တို့ထပ်ပြီးတော့ဆက်မယ်အဲ့တော့ keyframe ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဘယ်လို edit လုပ်ရလဲဆိုတော့နည်းနည်းပြောပြပေးသွားမယ်โอเคဆိုတော့ကျွန်တော်တို့စမယ်ပေါ့နော်ဒါသာတို့ကြိုက်နေတတ်တဲ့ဒီအပေါ်အောက်ရွှေ့လို့ရပါပေါ့နော်အဲ့တော့ keyframe ချမယ်keyframe ချမယ်โอเค keyframe ချပြီးရင်ကျွန်တော်တို့အပေါ်အောက်တက်လာမှာဖြစ်တဲ့အတွက်အပေါ်ကနေအောက်ကိုလည်းဆင်းလို့ရတယ်ကျွန်တော်ကတော့အောက်ကနေအပေါ်ကိုထားလိုက်မယ်โอเคပြန်သွားကြည့်မယ်ကျွန်တော်တို့ဒီမှာโอเคပြီးရင်တော့ဘေးကိုဆွဲမှဖြစ်တဲ့ keyframe ထပ်ချမယ်အဲ keyframe ကိုဒီနေရာမှာကျွန်တော်တို့အဝေးကိုပို့လိုက်မယ်ဘေးကိုဆွဲပို့လိုက်မယ်โอเคပြန်သွားကြည့်မယ်โอเคပြီးရင်ဒီကျွန်တော်တို့ခုနကချလိုက်တဲ့ keyframe တန်းတန်းမှာ S over လေးကိုနှိပ်လိုက်မယ်ပြီးရင်တော့ပုံကိုရွေးလိုက်ပြီးရင် background ဖြောင်းမယ် background ဖြောင်းပြီးရင် stroke ထည့်မယ်โอเคပြီးရင်မှန်ကြလေးနှိပ်လိုက်အဲ့တော့အပေါ်အောက်ညီတော့အောင်ကျွန်တော်တို့ချိပြီးတော့ keyframe ချမယ်အပေါ် keyframe တဲ့ပြန်ပြီးတော့ချမယ်အဲ့တော့ကျွန်တော်တို့ဒီနေရာလေးကိုသွားလိုက်ဘေးကိုဆွဲလိုက်အပေါ်က object ကဘယ်ဘက်ကိုသွားဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘေးရညားနေဘယ်ကိုပြန်လာမယ်ပေါ့နော်အဲ့တော့ကြည့်အောင်ပြီးရင်ထပ်ပြီးတော့ object ချမယ်ပြီးရင်ဒါဒီမှာကျွန်တော်တို့ keyframe ကိုများသုံးနိုင်လေကျွန်တော်တို့ video editing skill က pro level ရောက်လေပေါ့နော်အဲ့တော့ keyframe ထပ်ချမယ်အဲ့တော့ဒီလိုလေးဆွဲချလိုက်မယ်โอเคပြီးရင်ခုနကလိုပဲခုနကချလိုက်တဲ့ object ကိုတန်းတန်းနဲ့ထားပြီးတော့စာရေးမယ်ပေါ့နော် edit ဆိုပြီးတော့ဒီ edit ဆိုရေးလိုက်မယ်ပြီးရင်တော့ဖောင်ရွေးမယ်
ကိုကျန်နေတဲ့ဖောင်ရွေးပေါ့နော်အဲ့တော့ကျွန်တော်တို့ဖောင်ရွေးလိုက်မယ်ပြင်ခန်းကောင်โอเคနည်းနည်းလေးဆွဲချက်လိုက်မယ်နေရာလေးမှာလည်းကျွန်တော်တို့ keyframe ထပ်ချမယ်ပြီးရင်ပြန်သွားမယ်ခုနက object နှစ်ခုတန်းတန်းထားလိုက်မယ်โอเคဒုတိယတစ်ခု object နဲ့တန်းတန်းထားပြီးတော့ပြန်ပြီးတော့ရွှေ့မယ်ထပ်ချမယ်โอเคအဲ့တော့ရတော့ပြီအဲ့တော့ပထမချလိုက်တဲ့ keyframe ကိုကျွန်တော်တို့ဆွဲလိုက်မယ်โอเคပြန်သွားကြည့်မယ်โอเคနောက်ထပ်ဘာတွေထည့်ခြင်းလဲတကယ်ချင်းတို့အဲ့လိုမျိုး keyframe တွေချပြီးတော့ကျွန်တော်ထည့်ရပါတော့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာက keyframe ချရင်ကျွန်တော်တို့ပထမတစ်ခုဒုတိယတစ်ခုချပြီးသွားရင်တက်မချလိုက်ပါနဲ့ကျွန်တော်တို့ကြားထဲမှာ keyframe တစ်ခုထပ်ပြီးခံပြီးမှကိုလိုချင်တဲ့နေရာကိုထပ်ပြီးတော့ရွှေ့ပါဟိုတိုင်းမဟုတ်ရင်ဘယ်တိုင်းဖြစ်သွားမှာလဲဆိုရင်ကျွန်တော်ပြမယ်ဒီမှာကြည့်ပါ keyframe ကိုအလဲကောင်မှမချဘဲနဲ့လှုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုကဒီမှာအလိုချရတော့မှန်မယ်โอเคပြီးရင်ထပ်ချလိုက်မယ်ပြီးရင်ဘေးကိုဆွဲလိုက်မယ်โอเคโอเคခုနကလိုမျိုး keyframe ဒီလိုမျိုးထပ်ပြီးအလဲကောင်မှမချဘဲနဲ့တန်းပြီးတော့တခါတည်းကျွန်တော်တို့လိုချဲလိုက်ရင်ဒီမှာကျွန်တော်ပြမယ်ဘယ်လိုဖြစ်သွားမလဲဆိုရင်ကျွန်တော်ပြမယ်နော်ရက်မတော်ဘဲနဲ့ကျွန်တော်အမှအဲ့လိုမျိုးကြီးဖြစ်တတ်တယ်ပေါ့နော်ဒီကျွန်တော်တို့ edit scale ကကြည့်ကျင်နေရမကောင်းပဲဖြစ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကပထမတစ်ခုဒုတိယချပြီးရင်လည်းကျွန်တော်တို့အလဲကောင်မှာပြန်ပြီး cancel လုပ်လိုက်ပြီးရင်အလဲကောင်မှာကျွန်တော်ပြောသလို keyframe လေးတစ်ချက်ခံလိုက်ပြီးမှနောက်တစ်ခု keyframe ထပ်ချမယ် okay ဆွဲကြည့် okay ခုနကလိုဒီလိုမျိုးခုနကကျွန်တော်တို့ချလိုက်တဲ့ပုံစံရက်မနေဘူးပေါ့နော်အခုကဒီမှာရက်နေရပေါ့နော် okay အဲ့လိုမျိုးပဲကျွန်တော်တို့ keyframe တွေကိုနိုင်နဲ့အသုံးပြုနိုင်ဖို့လိုတယ်အဲ့တော့ keyframe ရဲ့အလုပ်ပုံတွေလိုက်ပြီးတော့လေ့လာရမယ်ဒီ video တစ်ပုတ် edit လုပ်ရမှာဒီ keyframe ကတော်တော်လေးထိရောက်တယ်ပေါ့နော် keyframe ကိုကျွန်တော်တို့ပိုင်နိုင်အသုံးပြုနိုင်မယ်ဆိုရင်တော့ brother တို့ရဲ့ editing skill ကလည်းတစ်ဆင့်ပို့ပြီးတော့ကောင်းတဲ့ကောင်းလာမယ်တပုတ်ပြီးတပုတ်ကောင်းတဲ့ကောင်းလာမယ်ဒီ keyframe ကိုလည်းအကျိုးရှိသုံးချလာရမယ်အဲ့တော့ keyframe ဟာဆိုရင်လည်းကျွန်တော်တို့ video edit တပုတ်လုပ်တဲ့အခါမှာလည်းမဖြစ်မနေမပါဝင်လို့ရတဲ့အခန်းကဏ္ဍမှာပါရပေါ့နော်အမြင်ရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြောလို့ရတယ်။ Okay နောက်တစ်ခု part 2ကတော့ကျွန်တော်နောက်ထပ်ဗီဒီယိုလုပ်ပြီးတင်ပေးမယ်။အဲဟာတော့ masking အကြောင်းပေါ့နော်။ masking ကလည်းကျွန်တော်တို့ဒုတိယအနေနဲ့သုံးဝင်တယ်ပေါ့နော်။ကျွန်တော်တို့ဒီဗီဒီယိုတစ်ပုတ် edit မှာတော့ဒီ keyframe ကအရေးကြီးဆုံးပေါ့နော်။ mask ဆိုတာဒုတိယအရေးကြီးရပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တို့နောက်ထပ် part 2မှာပြန်ပြီးတော့တွေ့ကြမယ်။အဲ့တော့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်။တကယ်ချင်းတို့တွေအနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကထောက်ကူဖြစ်စေဆိုရင်တော့ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel လေးကို like and subscribe လေးပြုလုပ်သွားဖို့ပြောချင်ပါတယ်ဗျာ။